အားလုံးမင်္ဂလာပါဒါတို့သမီးတို့ရေဆရာတို့ဘိုးတိုင်းဇီဓမ္မစာပေပြန်ပွားရေးတင်းကြီးကနေပြီးတော့ပတ်စဉ်ဥပုံနေတိုင်းရင်သွေးရတနာနားဆင်စရာအစီအစဉ်လေးနဲ့ဓမ္မပုဒ္ဒအစီအစဉ်လေးတင်ဆက်လာတာဒီတစ်ပတ်လည်းရင်သွေးရတနာနားဆင်စရာအစီအစဉ်လေးတင်ဆက်ဖို့အလိုက်ကြလာပြန်ပြီဟုတ်လို့ဒါတို့သမီးတို့ကိုဆရာကရင်သွေးရတနာနားဆင်စရာအစီအစဉ်လေးတစ်ခုနဲ့တင်ဆက်ပေးပါအောင်မယ်ကွယ်ဆရာနဲ့အတူတူဓမ္မပဒလေးကိုလိုက်လံကြည့်ရှုပေးကြပါဦးနော်ဒါတို့သမီးတို့ရေဆရာတို့ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီးမှာတရဏဂုံဆိုတာအင်မတန်အရေးကြီးပါတယ်ကွယ်တရဏဂုံဆိုတာဟိန်တတိတိတရဏံလို့မြတ်စွာဘုရားဟောတော်မူချက်အရဒီမကောင်းတဲ့ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတွေကြောက်ရွံ့ထိတ်လန့်တက်ခြင်းတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်းတွေနဲ့အပယ်လေးပါးသို့ကြာရောက်ရခြင်းဘေးတွေကိုနှောက်ယှက်ဖျက်ဆီးကာကွယ်တတ်လို့တရဏဂုံလို့ခေါ်တာကွပြောတဲ့သဘောကတော့တရဏဂုံကိုရွတ်ဆိုပူဇော်တဲ့သူဟာမကောင်းတဲ့ဘေးဆိုးအန္တရာယ်ဆိုးရန်ဆိုးတွေနဲ့ကြောက်ရွံ့ထိတ်လန့်ခြင်းတွေကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းတွေနဲ့အပယ်လေးပါးသို့ကြာရောက်ခြင်းတွေကနေကင်းဝေးပြီးတော့ကောင်းကျိုးအဖျားဖျားမင်္ဂလာတွေနဲ့ပြည့်စုံနိုင်တယ်လို့ဆိုလိုတာပေါ့ဒါတို့သမီးတို့ရဲ့ဒါတို့သမီးတို့အနေနဲ့တရဏဂုံကိုရွတ်ဆိုပူဇော်မယ်ဆိုရင်တော့ဆရာတို့ဒါတို့သမီးတို့အမြဲတမ်းရွတ်ဆိုနေကြတဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဆိုပြီးရွတ်ဆိုပူဇော်ရမယ်ကွပုံမမြတ်နိုးပြီးတော့လေးနက်စေလိုတဲ့ရွယ်ချက်နဲ့ဒုတိယံပိတတိယံပိဆိုပြီးတော့တရဏဂုံ၃ပါးကိုနောက်ထပ်2ခေါက်ထပ်ပြီးအားလုံးတရဏဂုံကို6ခေါက်ရွတ်ဆိုရခြင်းဖြစ်ပါတယ်ကွအတိပ္ပယ်ကတော့ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိစီကပ်ပါ၏တိမှတ်ပါ၏တဲ့ဓမ္မံတရားတော်မြတ်ကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိစီကပ်ပါ၏တိမှတ်ပါ၏တဲ့သံဃံသံဃာတော်ရှင်မြတ်ကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိစီကပ်ပါ၏တိမှတ်ပါ၏လို့အဓိပ္ပာယ်ရပါတယ်ကွယ်ဒီထပ်ပို့ပြီးလေးနက်တဲ့အဓိပ္ပာယ်တွေဒီထပ်ပို့ပြီးကျေပြန့်တဲ့အဓိပ္ပာယ်တွေဒီထပ်ပို့ပြီးဒီပြည့်စုံတဲ့အဓိပ္ပာယ်တွေအများကြီးရှိပါသေးတယ်ဒါကတော့သားတို့သမီးတို့ဆက်ပြီးတော့လေ့လာကြည့်ရှုခြင်းဖြင့်သိရှိနိုင်ပါတယ်ကွယ်သင်တန်းတွေတက်ပြီးတော့နောက်တစ်ခါစာအုပ်စာပေတွေဖတ်ရှုပြီးတော့ဆက်လက်လေ့လာကြရမယ်နော်အခုတော့ဓမ္မပဒလေးစီကိုသွားကြရအောင်နော်ဆရာကဒီနေ့ပြောပြမှာကအဲ့ဒီတရဏဂုံ၃ပါးတဲ့ကပထမဦးဆုံးတစ်ပါးဖြစ်တဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိမြတ်စွာဘုရားအားကိုးကွယ်ရာဟူ၍စိကပ်ပါ၏ဆိုပြီးတော့မှပထမဦးဆုံးတရဏဂုံတစ်ပါးကိုရွတ်ဆိုမိုံနဲ့အသက်ဘေးအန္တရာယ်ကကင်းဝေးပြီးတော့ယုတ်ကစိုးနတ်ကပင်ဆင်းပြီးတော့ကယ်ရလောက်တဲ့အထိကောင်းကျိုးတွေရရှိသွားပြီးအပေတကားပိတ်လို့အရိယာအထိဖြစ်သွားတဲ့အမျိုးသမီးတယောက်ရဲ့အကြောင်းကိုဆရာကပြောပြပေးချင်ပါသေးတယ်ကွယ်ဒါတို့သမီးတို့ရေဆရာတို့ရဲ့မြတ်စွာဘုရားရှင်လက်ထက်ကတာဝိထိမြို့မှာမောင်နှမ2ယောက်ရှိတယ်တဲ့အဲ့ဒီမောင်နှမ2ယောက်ဟာမိဘတွေကွယ်လွန်သွားတဲ့အခါမှာအကိုဖြစ်သူကနှမလေးကိုထိမ့်သိမ်းစောင့်ရှောက်ခဲ့ရပါတယ်သူတို့မောင်နှမ2ယောက်ကြီးပြင်းလာပြီးတော့အရွယ်ရောက်လာတဲ့အခါမှာအကိုကအမျိုးသမီး1ယောက်နဲ့အိမ်အောင်ကြတယ်နှမကလည်းအမျိုးသား1ယောက်နဲ့အိမ်အောင်ကြတယ်ပေါ့ဒီတော့လဲအကိုကတစ်မျိုးတစ်ရွာခွဲခွာသွားတယ်ညီမကလည်းတစ်မျိုးတစ်ရွာခွဲခွာပြီးတော့မောင်နှမတွေကိုအိမ်အောင်နဲ့ကိုနေထိုင်ကြတော့တာပေါ့ကွယ်နှမဖြစ်သူဟာစီဝါဥစ္စာရှာဖွေကောင်းမွန်တာကြောင့်ရွှေတွေငွေတွေကြောက်တံပလက်များတွေများစွာရှိနေတာပေါ့ဒီနေ့မှာတော့နှမဖြစ်သူဟာကိုဝင်ရရှိလာတဲ့အခါမှာအကိုဖြစ်သူကိုတွေ့ကျင်လို့နဲ့စိတ်ဖြစ်လာတယ်ဒါကြောင့်မလို့သူ့ရဲ့အမျိုးသားကိုအကိုဖြစ်သူစီကိုလိုက်ပို့ပေးဖို့ပူဇော်တာကြောင့်အမျိုးသားကလည်းရွှေငွေလက်ဝတ်ရတနာတွေကိုဝတ်ဆင်စေပြီးတော့အကိုဖြစ်သူထံကိုလိုက်ပြီးတော့ပို့ဆောင်ပေးတယ်တဲ့ကွယ်အဲ့ဒီလိုနဲ့လိုက်ပြီးတော့ပို့ဆောင်ပေးတဲ့လမ်းခရီးမှာယဟန်တန်ဃာတော်တွေခြံရံပြီးတော့မှစွန့်ငံကြွတော်မူလာတဲ့ဆရာတို့ရဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားကိုဖူးမြင်ရတော့တာပေါ့ကွယ်အဲ့လိုဖူးမြင်ရတဲ့အခါမှာအင်မတန်ကြီးညိုသရာတွေဖြစ်လာတာကြောင့်မို့လို့လင်မယား2ယောက်စလုံးထိုင်ပြီးတော့ရှ िख ိုးကြတယ်ပြီးတော့မြတ်စွာဘုရားထံကနေတရဏဂုံ3ပါးနဲ့5ပါးသီလကိုစောင့်တည်ခဲ့တယ်ကွယ်မြတ်စွာဘုရားရှင်ကလည်းချက်သားချက်သမီးတို့ဘေးရန်မျိုးမျိုးတို့ကြုံတွေ့လာတဲ့အခါငါဘုရားကိုအောက်မေ့တရပြီးဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရဟူ၍ကိစ္ဆာမိစိကပ်ကိုးကွယ်ကြပါကုန်၏လို့ပူဇော်ပါလို့မြတ်စွာဘုရားကိုတော်တိုင်းကမှာကြားလိုက်တော်တယ်ကွယ်ဘုရားရှင်ရဲ့စကားမို့တာတို့သမီးတို့ဆရာတို့လည်းတန်ဖိုးထားပြီးအမြဲပူဇော်ရမယ်နော်ဆရာတို့နှုတ်ကနေတတိယတိုင်းဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိလို့အမြဲရွတ်နေရမယ်ကွယ်အခုလည်းမြတ်စွာဘုရားရှင်ကိုတော်တိုင်းကဗုဒ္ဓံတရဏံဂစ္ဆာမိလို့ရွတ်ဖတ်ရမယ်လို့မှာကြားလိုက်တော်တာပေါ့ကွယ်
အဲ့ဒီနောက်မှာတော့လင်မယားနှစ်ယောက်တို့ဟာဆက်လက်ထွက်ခွာသွားပြီးတော့အကိုနေထိုင်တဲ့ရွာကိုရောက်ရှိသွားလေတော့တာပေါ့ကွယ်အကိုနေထိုင်တဲ့ရွာကိုရောက်တော့2ရက်3ရက်လောက်နေတဲ့အခါမှာညီမငယ်ရဲ့လင်ယောက်ျားဟာအလုပ်ကိစ္စတွေရှိသေးတာကြောင့်ညီမငယ်ကိုခေတ္တထားခဲ့ပြီးတော့အိမ်ကိုပြန်သွားတော့တာပေါ့ကွယ်အဲ့လိုပြန်သွားတဲ့အခါမှာအကိုရဲ့မယားကနှမငယ်ကိုကြည့်ပြီးတော့မှနှမငယ်ရဲ့ခန္ဓာကိုယ်မှာဝတ်ထားတဲ့ရွှေငွေလက်ဝတ်ရတနာတွေကိုလိုချင်တတ်မှတ်စိတ်တွေဖြစ်လာတော့တာပေါ့ဒါကြောင့်မို့လို့နှမငယ်စီကရွှေငွေလက်ဝတ်ရတနာတွေကိုရဖို့အတွက်အကောက်ကြံมาတော့တယ်တဲ့ကွယ်ဘလို့အကောက်ကြံလဲဆိုလို့ရှိရင်သူ့ရဲ့အမျိုးသားဖြစ်တဲ့အကိုကြီးကိုတူတူနဲ့ပြောတယ်တဲ့နှမငယ်ရဲ့အသားကိုစားရမှကျန်းမာရေးကောင်းမယ်လို့ပြောပြီးတော့မှနေမကောင်းချင်အောင်ဆောင်ပေးနေတော့တာပေါ့ကွယ်ဒီလိုပြောတဲ့အခါမှာယောက်ျားဖြစ်တဲ့သူကမသိလျော်တဲ့အကြောင်းအတန်တန်ပြောတော့တာပေါ့ဒါပေမဲ့လည်းမယားကကျမဟာရှင်းနှမရဲ့အသားကိုမစားရရင်တတ်သေးရပါလိမ့်မယ်လို့ပြောပါတယ်တဲ့ကွယ်အဲ့ဒီမှာတော့နောက်ဆုံးမှာမိမဖြစ်တဲ့သူကိုဘလို့ပဲနားချလို့မရတဲ့အတွက်မယားရဲ့စကားကိုနားထောင်ပြီးတော့မှနှမလေးကိုတတ်ဖို့အတွက်ခေါ်သွားတော့တာပေါ့ကွယ်အဲ့လိုနဲ့နှမလေးကိုလှဲပေါ်တင်ပြီးတောထဲကိုလိန်လည်ပြီးတော့ခေါ်သွားတယ်တောတော့တစ်ခုတည်းကိုရောက်တဲ့အခါမှာနှမငယ်ရဲ့သပင်ကိုဆွဲပြီးတော့လှဲပေါ်ကဆွဲချတတ်ဖို့လုပ်တော့တာပေါ့ကွယ်နှမဖြစ်တဲ့သူကလည်းသူ့ကိုမတတ်ဖို့အတွက်အသက်ချမ်းသာပေးဖို့မျိုးရှ िख ိုးတောင်းပန်ရှာတဲ့ဒါပေမဲ့အကိုကမိမစိတ်မော်နေတဲ့သူဖြစ်နေလေတော့တောင်းပန်လို့မရဘဲနဲ့နှမရဲ့သပင်ကိုဆွဲပြီးတော့မြေကြီးပေါ်ကိုတွန်းလှဲပစ်လိုက်တယ်ပြီးတော့မှဓာတ်ကိုထုတ်ပြီးတော့မှတတ်ဖို့ပြင်တော့တာပေါ့နှမငယ်ကလည်းကိုဝင်နေစေလားစေနဲ့မွေးဖွားချိန်ရောက်လာတာမို့ဘိုက်ကနာလာပြီးမနေထိုင်နိုင်အောင်ဖြစ်လာတယ်ဒါနဲ့ပဲနှမလေးဟာရှက်တာနဲ့အကိုကိုခြုံဝဲမှာခဏဖယ်ပေးဖို့ပြောရှာပါတဲ့ဒါပေမဲ့ပြောမရတဲ့အစုံမှာအကိုရှေ့မှာပဲတာဦးလေးကိုမွေးဖွားခဲ့ရရှာပါတဲ့ကွယ်ပြီးဖွားပြီးလို့လည်းပြီးရောအင်မတန်ရက်ဆက်တဲ့အကိုဟာတခါတည်းတတ်ဖို့သပင်ကိုဆွဲပြီးတော့အနီးနားမှာရှိတဲ့ညောင်မင်းရင်းစီကိုတရွတ်တိုက်ပြီးဆွဲခေါ်သွားပါတော့တယ်တဲ့ကွယ်နှမလေးကလည်းအကိုဒူလေးကိုတနာပါအောင်အခုမှလူလောကတဲ့ကိုရောက်ခါစားရှိပါသေးတဲ့အကိုရဲ့လို့ဘလို့ပင်ပြောဆိုပြီးပြောနေပေမဲ့ဘလူးတပတ်လို့ရက်ဆက်ကြမ်းကြုံနေတဲ့အကိုဟာနှမလေးရဲ့မျက်နှာကိုကြည့်မနေတော့ဘဲနဲ့တတ်ဖို့ကြိုးစားနေတော့တာပေါ့ကွယ်ဒါတို့သမီးတို့ရေအဲ့ဒီလိုသူတို့နှစ်ယောက်ဖြစ်ပြနေတဲ့အပေါ်ရဲ့ညောင်မင်းကြီးမှာရုပ်ကစိုးနတ်မင်းကြီးတစ်ပါးရှိတယ်တဲ့အဲ့ဒီရုပ်ကစိုးနတ်မင်းကြီးဟာသူတို့ရဲ့အဖြစ်အပျက်ကိုမြင်နေတော့တာပေါ့ကွယ်အဲ့ဒီလိုနဲ့နှမလေးဟာအမျိုးမျိုးအကိုကိုတောင်းပန်နေပါတော့လဲပဲအကိုဟာရက်ဆက်နေတော့တာပေါ့ကွယ်နောက်ဆုံးမှာတော့ဘလို့မှတောင်းပန်လို့မရတဲ့အစုံနှမလေးဟာအကိုကိုမေတ္တာမပြတ်ဖဲနဲ့မြတ်စွာဘုရားရှင်ကိုဖူးတွေ့ခဲ့ရစဉ်ကဘုရားရှင်ပြောတော်မူခဲ့တဲ့စကားကိုအမှတ်ရသွားတော့တာပေါ့ကွယ်ဒါကြောင့်မို့လို့နှမလေးဟာနှုတ်ကနေပဲဗုဒ္ဓံတရဏံဂစ္ဆာမိလို့ရွတ်ဆိုလိုက်မိတော့တာပေါ့ကွယ်အဲ့ဒီလိုဘုရားရှင်ကိုအာယုံပြုလျက်ငြိမ်သက်တည်ကြည်စွာနဲ့တရဏဂုံကိုရွတ်ဆိုလိုက်မိတဲ့ခဏမှာပဲဟိုးအဝေးကနေနှမလေးရဲ့ယောက်ျားဖြစ်သူရောက်ဖဖြစ်သူဟာဓာကြီးကိုကင်ပြီးခလန်းလန်းကနေပြေးလာတာကိုမြင်ရတော့တာပေါ့ကွယ်ဒါနဲ့ပဲအကိုဟာအင်မတန်ထိတ်လန့်ကြောက်ရွံ့ပြီးတော့ထချိုးတဲ့လစ်ပြေးသွားပါလေတော့တဲ့ကွယ်ဒါတို့သမီးတို့ရေအဲ့ဒီနောက်မှာတော့ယောက်ျားဖြစ်သူဟာမယားနဲ့သားကိုအသင့်ပါလာတဲ့လှဲပေါ်ကိုတင်ခေါ်လာပြီးတော့တာဝိထိမြို့အနီးထိမောင်းနှင်လာပြီးတော့မှတာဝိထိမြို့အနီးဇေယျတစ်ခုမှာရန်နာကြပါတဲ့ကွယ်ဇေယျပေါ်ရောက်တော့တာမိခမညာမှာလည်းစိတ်လဲချသွားရပြီဖြစ်တော့မောမောပန်းပန်းနဲ့အိပ်ပျော်သွားတော့တာပေါ့ကွယ်မိုးလင်းကန်ဒီအချိန်ကျမှနိုးလာကြပါတဲ့အဲ့ဒီလိုအိပ်ရနိုးလာလို့သူ့ယောက်ျားကိုကြည့်လိုက်တဲ့အခါမှာယောက်ျားရောလှဲပါမရှိတော့တာကိုတွေ့ရလိုက်တော့တဲ့ကွယ်ဒါတို့သမီးတို့ရဲ့အမှန်တော့အဲ့ဒီယောက်ျားဟာနှမငယ်လေးရဲ့ယောက်ျားမဟုတ်ဘူးဒါတို့သမီးတို့ရဲ့နှမငယ်လေးကိုအကိုလုပ်တဲ့သူကတတ်ဖို့ကြိုးစားနေတဲ့ညောင်မင်းကြီးပေါ်မှာရှိတဲ့ရုပ်ကစိုးနတ်ကြီးပေါ်ကွယ်ရုပ်ကစိုးနတ်ကြီးဟာသူ့ရဲ့ညောင်မင်းအောက်မှာတရဏဂုံကိုရွတ်ဆိုတဲ့လူအသက်ခံလိုက်ရမယ့်အဖြစ်ကိုတွေ့ပါလျက်နဲ့မကယ်တင်ဘူးဆိုရင်လက်သမင်အစည်းအဝေးမှာဝင်ရောက်ပြီးတော့လက်သမင်အစည်းအဝေးတက်လို့မရတဲ့အခြေအနေကိုရောက်ရှိသွားမှာတဲ့ဒါတို့သမီးတို့ရဲ့တနည်းအားဖြင့်ပြောရင်နတ်အားလုံးရဲ့ဖဲ့ကျင်ထားခြင်းကိုခံရတော့မှာပေါ့နော်ဒါကြောင့်မို့လို့ရုပ်ကစိုးနတ်ကြီးဟာတရဏဂုံရွတ်ဆိုတန်ကိုကြားတာနဲ့မနေနိုင်ပဲနဲ့နှမငယ်လေးရဲ့ယောက်ျားအသွင်ကိုဖန်ဆင်းလို့ဒီနှမငယ်လေးကိုအကိုလက်ကနေကဲတင်ဆောက်ရှောက်ခဲ့ပြီးနောက်ဆုံးတာဝိထိပြည်ထိရောက်အောင်လဲနဲ့လိုက်လံပို့ဆောင်ခဲ့တော့တာပေါ့ကွယ်ဒါတို့သမီးတို့ရေတရဏဂုံ၃ပါးတွေကရှေ့ဆုံးတရဏဂုံတစ်ပါးကိုရွတ်ဆိုပူဇော်လိုက်ရင်တော့မှအသက်အန္တရာယ်ကနေကင်းဝေးပြီးတော့နောက်ဆုံးလွတ်မြောက်ရာဘေးကင်းရာငြိမ်းချမ်းရာနေရာကိုရောက်ရှိခဲ့တာလက်တွေပဲเนาะဒါကြောင့်ဒါတို့သမီးတို့ကလည်းအန္တရာယ်တွေနဲ့ကြုံလာတဲ့အခါကြောက်ရွံ့စရာဘေးတွေနဲ့ကြုံလာတဲ့အခါတရေကြောက်တဲ့အခါအဲ့ဒီလိုအခါမျိုးတွေမှာဗ
ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃံတရဏံကိစ္ဆာမိလို့တရဏဂုံ၃ပါးကိုရွတ်ဆိုပူဇော်ခြင်းဖြင့်အဲ့ဒီအန္တရာယ်တွေဘေးကနေလွတ်မြောက်နိုင်တယ်ကွ။အမြဲတမ်းရွတ်ဆိုနေရင်တော့သားတို့သမီးတို့ဟာအင်မတန်စွမ်းထက်မြတ်တဲ့ကလေးတွေဖြစ်လာမှာပေါ့ကွယ်။ဒါနဲ့ပဲခဏသားမီးနှစ်ယောက်တို့ဟာတဖြည်းဖြည်းမိုးစင်စင်လင်းတဲ့ချိန်ထိဇရက်ပေါ်မှာနေရတော့တာပေါ့ကွယ်။မိုးစင်စင်လင်းတော့မှမလန်မကန်းမှလူတယောက်လာတာကိုတွေ့လိုက်ရပြီးတော့မှတေချာကြည့်လိုက်တော့သူ့အမျိုးသားဖြစ်နေတာပေါ့ကွယ်။ဒါနဲ့ပဲမိသားစုတွေအားလုံးဇရက်ပေါ်မှာပြန်လဲဆုံတွေ့ကြတယ်။အားလုံးအကျိုးအကြောင်းကိုပြောပြကြပြီးတော့မှအင်မတန်အံ့ဩကြရတာပေါ့ကွယ်။ဒီလိုနဲ့ပဲသူတို့မိသားစုဟာနေအိမ်ကိုချောချောမောမောနဲ့ပြန်လည်ရောက်ရှိသွားတယ်။အိမ်ကိုရောက်လို့2ရက်3ရက်ကြာတဲ့အခါမှာရတနာ3ပါးရဲ့ဂုဏ်ကျေးဇူးကြောင့်အခုလိုဘေးရန်ကင်းကွာချမ်းသာရပြီတယ်လို့အောက်မေ့ကြပြီးတော့မြတ်စွာဘုရားရှင်ကိုအိမ်သို့ပင့်ဆောင်ပြီးတော့အလှူဒါနတွေပြုလုပ်ကြတော့တာပေါ့ကွယ်။ဘုရားရှင်ရဲ့ရှေ့မောက်မှာတားငယ်ကလေးကိုထားပြီးတော့အမေကလက်အုပ်ချီပေးပြီးတော့တရဏဂုံစောက်တည်စေတယ်တဲ့။တားလေးရဲ့အမိကိုတော့တရဏလို့အမည်မှဲ့လိုက်ကြတော့တယ်ကွယ်။မိဘနှစ်ပါးကလည်းမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားရပြီးတော့သောတာပန်အရိယာတွေဖြစ်သွားကြပြီးတော့ဘယ်တော့မှအပယ်မကြဘဲနဲ့ကောင်းရာသူဂတိကိုအမြဲတမ်းရောက်ရှိနိုင်တဲ့သူတော်စင်ကြီးတွေဖြစ်သွားတော့တာပေါ့ကွယ်။သားလေးမောင်တရဏဟာလည်းအရွယ်ရောက်လာတဲ့အခါမှာယဟန်ပြုပြီးတရဏမထေရလို့ခေါ်တင်ကတရားအားထုတ်တဲ့အတွက်မကြာမီပဲယဟန်တာကြီးဖြစ်သွားတော့တဲ့သားတို့သမီးတို့ရဲ့ဒါတို့သမီးတို့ရေအဲ့ဒီတရဏမထေရဝတ္ထုမှာတရဏမထေရမိခင်ဟာသူ့အကိုရဲ့ရက်ဆက်စွာတပ်ဖြတ်မှုကိုခံလိုက်ရမယ်ဆိုရင်သူတို့ရဲ့ဘဝရှည်ရေးကံကြမ္မာဟာမတွေးဝဲလောက်အောင်ပဲဆိုးရွားသွားမှာဖြစ်ပါတယ်ကွယ်အခုတော့ယရနာ၃ပါးရဲ့ဂုဏ်ကျေးဇူးတရဏဂုံရဲ့ဂုဏ်ကျေးဇူးကြောင့်ဘေးအန္တရာယ်ကကင်းကွာရပြီးတော့မှလောကီကောင်းကျိုးမျိုးမျိုးတွေကိုခံစားရတယ်နောက်ဆုံးတန်မိုးကြီးမှလှတဲ့လောကုတ္တရာကောင်းကျိုးတွေဖြစ်တဲ့သောတာပန်မညံဖုန်ညံကနေပြီးတော့ယဟန္တာကြီးဖြစ်တဲ့အထိကောင်းကျိုးတွေကိုခံစားသွားရတာဟာတရဏဂုံ၃ပါးရဲ့ဂုဏ်ကျေးဇူးပဲဖြစ်တာမို့လို့သားတို့သမီးတို့အားလုံးကလည်းဒီနေ့ကစပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃံတရဏံကိစ္ဆာမိရဲ့လို့တရဏဂုံ၃ပါးကိုအမြဲမပြတ်ရွတ်ဖတ်ပူဇော်အမြဲမပြတ်စိတ်ထဲမှာတွေးတောကြံစီကတရဏဂုံ၃ပါးကိုမမေ့လျော်တဲ့တရဏကလေးငယ်လေးတွေဖြစ်နိုင်ကြပါစေလို့ဆရာကဒီကနေ့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်သားတို့သမီးတို့ရဲ့အခုဆိုလို့ရှိရင်ဆရာတို့ဓမ္မပဒလေးကိုကြည့်ရှုပြီးပြီဆိုတော့ဓမ္မပဒလေးထဲမှာပါတဲ့အတိုင်းတရဏဂုံ၃ပါးကိုအမြဲရွတ်ဆိုကြပြီးတော့တရဏဂုံ၃ပါးမမေ့တဲ့တရဏကလေးငယ်လေးတွေဖြစ်ကြပါစေလို့ဆရာကမောင်တောင်းရင်လည်းလာမဲ့ပတ်မှာဆရာနဲ့အတူတူပြန်လည်ဆုံတွေ့ပါမယ်ကွယ်ဒါတို့သမီးတို့အားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေကွယ်